Hello အားလုံးပဲမင်္ဂလာပါဒီ vlog လေးမှာတော့ကျွန်တော်ရဲ့ personal ကိစ္စလေးမပါဘဲနဲ့ရွာမှာ3ရက်တာကျင်းပပြုလုပ်သွားတဲ့လူတာယူဆွေမျိုးစုလူငယ်တွေ့ဆုံပွဲအစီအစဉ်တွေလှုပ်ရှားမှုတွေကိုကျွန်တော်အဓိကရိုက်ပြထားတဲ့ vlog လေးပဲဖြစ်ပါတယ်အခုကျွန်တော်ရောက်ရှိနေတာကတော့တာယူဆွေမျိုးစုနီနိုဖလေပွဲအစီအဝေးကိုရောက်ရှိနေတာဖြစ်ပါတယ်ခေတ်ကောင်းတဲ့ကာလမှာတော့အစည်းအဝေးကိုအလွယ်တကူလုပ်နိုင်ပေမဲ့ခင်မကောင်းတဲ့ဒီလိုအချိန်ကာလမှာအစည်းအဝေးတစ်ခုလုပ်ဖို့ဆိုတာအရန်ကိုစိတ်ခုမှုများတဲ့အရာတစ်ခုဖြစ်ပါတယ်နီနိုဖလေပွဲမှာဘောလုံးပွဲဟာလည်းအခမ်းကဏ္ဍတစ်ခုအနေနဲ့ပါဝင်ပါတယ်ရွာရဲ့ဘောလုံးကွင်းကတော့တောင်ထိပ်မှာရှိတာဖြစ်ပါတယ်ဘောလုံးပွဲတစ်ခါကြည့်ဖို့လည်းမလွယ်ပါဘူးတောင်တက်ရပါတယ်အဝေးသွားရပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ဘောလုံးကွင်းရောက်ပြန်တော့လည်းအရင်လာတဲ့ရှုခင်းနေလည်းမြင်ရပါတယ်ဒီဘောလုံးပွဲမှာဆိုလို့ရှိရင်လာရောက်အားပေးကြတဲ့လူတွေလည်းအများအပြားရှိပါတယ်တော့သမင်းစာမန်တာဖြစ်ပါတယ်ကရန်လူမျိုးပြကရန်စတိုင်နဲ့သမင်းကျွေးပါတယ်အရန်ချစ်စရာကောင်းတဲ့ဒလိတစ်ခုဖြစ်ပါတယ်ရိုးရပကံရိုးရဟင်းရိုးရအထောင်းရိုးရဆံပြုတ်မင်းဖတ်ထုတ်သမင်းပါနော်ဒီရတပွဲသမင်းဒါဟင်းပါဒီမှာမပြောဘူးခင်ကောင်းမဲ့ပေါ်ပဲပေါ့နော်ကိုထောင်းဟိုးအခါကျလည်းဂျင်းတော့မှာဒါရှင်းတော့မလာခဲ့ဘူးစားကြလားဘယ်လိုဆိုရမိုင်မဲလက်စီရတယ်လက်စီလိုက်ဒီတိုင်းစားလိုက်တော့မယ်ဒီကရဒီပါဒါမပြောဘူးရိုက်ကြည့်စမူလာဘယ်လိုခေါ်လဲမသိတဲ့ခါလိုက်ဟာဒါနဲ့ခေါက်ကဟာရွက်ဒီလိုဟင်းဒီလိုသမင်းကရွာမှာပဲရပါတော့တခြားဘယ်နေရာမှာမှရှာလို့မရဘူးဘက်ကကောင်းတယ်လို့မရဘူးဘက်တော့ကြိုက်ရွာပြန်ကြိုက်ဆုံးကိုယူရဟင်းကိုပြန်စားရတဲ့ကျင့်လိမ့်မှာနော်ဘက်တော့ကြိုက်တဲ့ဒီမှာပါပါတယ်အဗီဒီယိုရိုက်ချင်လို့เรื่องก็เป็นเช็คก็เดี๋ยวท้องสิยับยันละนี่แรงของสาธิตไอ้สายอะไรท้องเนี่ยว่างับโยอุปาเลยเมยูอุปาเลยน้าคุณนั่นลีลงเยอะพยายามติดตามมาตาสายเลยเยอะมันแอบไปก็ตกกองဒါဟိုကျွန်တော်တို့တာယူဆွေမျိုးစုတွေ့ဆုံပွဲပေါ့နော်တာယူဆွေမျိုးစုကအများကြီးရှိရဆိုနေမြေတရားမှာလည်းရှိရဝရှမ်းမှာလည်းရှိအဲ့လိုမျိုးပြန်ကျပြီးတော့နေထိုင်ကြပါတော့အဲ့ဒါကိုတွေ့ဆုံပွဲလုပ်တာပါတွေ့ဆုံပွဲရှိတော့
ဒီလိုသမင်းကျွေးတယ်ပေါ့နော်ဒါပွဲထိုင် ပွဲထိန်ပြောတာပဲပွဲထိန်လာပါထိန်လို့ အဲ့ကျို အသက်ဆဆ ဒါကတော့ချက်ပြုတ်ရေးအဖွဲ့ဖြစ်ပါတယ်ချက်ပြုတ်ရေးအဖွဲ့လဲသူတို့ဟာနဲ့သူတို့ဟာသားတွေပြောခေါင်းနေတောက်လိုက်အမိစားလိုက်နေတော်တော်လေးတော့ပြောဆက်ကောင်းတဲ့ဝိုင်းတစ်ခုတော့ဖြစ်နေပါတယ်ဒါကတော့ဂျီရွာရဲ့ station ဖြစ်ပါတယ်ဒီနေရာကတော့ရွာသူရွာသားတွေရဲ့အဓိကစုဝေးရာအရက်လို့ပြောရင်လည်းမမှားပါဘူးဘာလို့လဲဆိုပွဲလန်တပင်ရှိတိုင်းဒီနေရာမှာပဲဖြောပြရေးတွေလုပ်ခဲ့ကြပါတယ်ဒီနေ့လူငယ်တွေရဲ့တွေးဆုံပွဲအထိမ်းအမှတ်အနေနဲ့အကပြန်ပွဲရှိပါတယ်ဂျီရွာအတီးတီကလည်းလာရောက်ရှင်ပြိုင်ကြမှာဖြစ်ပါတယ် Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
fly like a pilot. I'm as strong, strong, strong as a lion. I'm as high, high, high as the mountain in the sky. And I jump, jump, jump like a kangaroo. I swim, swim, swim to be close to you. I shake, shake, shake you by the hand. We'll be friends till the end. This is such a happy day. This is such a happy day. Such a happy day. Hey, what a happy day. This is such a happy day. And I fly, fly, fly like a pilot. I'm as strong, strong, strong as a lion. I'm as high, high, high as the mountain in the sky. And I jump, jump, jump like a kangaroo. I swim, swim, swim to be close to you. I shake, shake, shake you by the hand. We'll be friends till the end. This is such a happy day. This is such a happy day. Hey, what a happy day. This is such a happy day. And I fly, fly, fly like a pilot. I'm as strong, strong, strong as a lion. I'm as high, high, high as the mountain in the sky. And I jump, jump, jump like a kangaroo. I swim, swim, swim to be close to you. I shake, shake, shake you by the hand. We'll be friends till the end. This is such a happy day. ဆွေမျိုးစုလူငယ်တွေ့ဆုံပွဲအောင်မြင်စွာပြီးဆုံးသွားခဲ့ပါပြီမြို့ပြမှာနေတဲ့အခါမြို့ပြရဲ့အားသာချက်ရှိတယ်လို့နေဖက်မှာနေတဲ့အခါမှာလည်းနေဖက်ရဲ့အားသာချက်ရှိပါတယ်အထူးသဖြင့်အတူတူကပူပေါင်းလို့ဆောင်တတ်တဲ့အလေးချင်းတွေစီလုံးညီညွတ်မှုတွေကမြို့ပြမှာဘယ်တော့မှမမြင်ရတဲ့အရာမျိုးဖြစ်ပါတယ်ကျွန်တော်ခွင့်ယူနေတဲ့ဒီအတော်အတွင်းရွာပြန်ရောက်နေတဲ့ဒီအတော်အတွင်းဒီလူကြုံတွေ့ရတဲ့ဒီလိုအတွေ့အကြုံတွေအရင်ကိုတန်ဖိုးရှိလာပါတယ်ဟုတ်ကဲ့ပါကျွန်တော်ရဲ့ vlog ကတော့ဒီလောက်ပါပဲနောက်အပိုင်းမှာပြန်ဆောင်ပါမယ်ကျေးဇူးတင်ပါတယ်